အားလုံးပဲမင်္ဂလာပါโอเคဒါဆိုရင်ကျွန်တော်တို့အကောင့်တစ်ဖွင့်ပြီးသွားပြီဆိုရင်အရင်ဆုံးကျွန်တော်တို့လုပ်ရမယ့်အချက်ကဘန်ချက်ရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ကျွန်တော်ကိုတစ်ချက်သွားလိုက်ပါနော်โอเคဒီနေရာလေးရောက်ပြီဆိုရင်ဒီနေရာမှာဒီမှာကျွန်တော်ငွေထုတ်ဆိုတဲ့နေရာလေးပေါ့နော်ကျွန်တော်တို့ဒီမှာငွေထုတ်ဆိုတဲ့နေရာလေးဒီမှာပြနေပါတယ်ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြလိုက်ပါဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့သူပြနေတာကဒီမှာ KB ရှိတဲ့ wave ရှိရပေါ့နော်ဘန်ကက်လည်းချိန်လို့ရပါတယ်ပြီးတော့ USDT လည်းချိန်လို့ရပါတော့ဒါပေမဲ့အခုလူအများဆုံးသုံးနေတာပေါ့နော် KB ကိုအများဆုံးသုံးပါတယ်ပြီးတော့ wave လည်းရှိတယ်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာကျွန်တော်အခု KB ကိုချိန်မယ်ပေါ့နော်ဒီမှာ wave ကိုနှိပ်မယ်ဆိုလဲဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်နော်ဒီမှာဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်အခုကျွန်တော် KB ကိုချိန်မယ်ပေါ့နော် KB ကိုချိန်ဖို့အတွက်ဒီနေရာမှာအပေါင်းလေးကိုတစ်ချက်နှိပ်လိုက်ပါနော်အပေါင်းလေးကိုနှိပ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ရဲ့ KB မှာရှိတဲ့နာမည်ကိုအမှန်တိုင်းရိုက်ထပ်ပေးရမှာဖြစ်ပါတယ်နော်စလုံးပေါင်းလုံးဝမှားလို့မရပါဘူး KB ထဲမှာရှိတဲ့အတိုင်းပဲတေချာသွားကြည့်ပါကြည့်ပြီးတော့ဒီနေရာမှာလာရိုက်ထည့်ပါနော်ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့ KB ရဲ့ဖုန်းနံပါတ်ထည့်ပြီးသွားပြီ KB ရဲ့နာမည်ထည့်ပြီးသွားပြီဖုန်းနံပါတ်လည်းထည့်ပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်သိန်းစီမီကိုနှိပ်လိုက်ပါဒီဖုန်းနံပါတ်ထည့်တဲ့နေရာမှာလည်း3ညောင်းကိုမထည့်ပါနဲ့နော်โอเคပြီးရင်ဒီမှာသိန်းစီမီကိုနှိပ်လိုက်ပါဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ဘန်ချိတ်ပြီးသွားပြီပေါ့နော်ဝေးကိုလည်းဒီအတိုင်းပဲကျွန်တော်တို့ဘန်ချိတ်ပေးရမှာဖြစ်ပါတယ်နော်ဒါကျွန်တော်တို့အကောက်ဖွင့်ဖွင့်ချင်းအရင်ဆုံးသွားပြီးတော့ဘန်ချိတ်လိုက်ပါနော်โอเคအားလုံးပဲဒီဗီဒီယိုလေးကိုနားလည်လောက်မယ်လို့ထင်ပါတယ်โอเคအားလုံးပဲဘိုင်ဘိုင်